ရင်ကောင်းတဲ့ညီမလေးကျေးဇူးအများကြီးတင်ပါတယ်မမရေမမမိတ်ကပ်လေးဝယ်သုံးထားတာပေါ့နော်မိတ်ကပ်လေးကိုပြောတာအရင်ကောင်းတယ်ဆိုတာတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ပြီးတော့လေဒီမှာဒီစီရန်လေးကိုလေမပြအောင်မယ်အထဲကိုလေဒီစီရန်လေးတွေတချို့ဆိုလို့ရှင်ညှိနေပါမလာဘူးလို့ပြောတဲ့သူလေးတွေအတွက်လေတခါလေစီရန်လေးယူတဲ့နီလေးတင်ပေးလိုက်အောင်မဒီလိုပိုက်ရထိတ်လေးကိုညှစ်လိုက်ညှစ်ပြီးသွားရင်ဘူးတဲ့ဒီလိုပိုက်လေးကိုပြစ်ချလိုက်ပြစ်ချပြီးသွားလို့ရှင်ဒီမှာဆွဲတင်လိုက်ဒီမှာအပြစ်ပါတယ်တိလားအတန်ထဲမှာအပြစ်ပါတယ်အဲ့လိုမျိုးမှရတာနော်ဟိုလိုမျိုးဘူးတဲ့ကိုဒီလိုပိုက်ထည့်ပြီးတော့မှအဲ့လိုမျိုးညှစ်တယ်ဆိုလို့ရှင်မပါပါဘူးရှင်အဲ့လိုမျိုးလေးလာမေးကြလို့မနေ့ကမမဆိုလို့ရှင်စိတ်တွေကိုညှစ်နေရပဲတဲ့စီရန်လည်းမပါလာဘူးတဲ့အဲ့လိုမျိုးပြောလို့အဲ့လိုမျိုးလေးလုပ်ပြီးမှပါတာပါရှင်စီရန်ယူနီလေးကိုတင်ပေးလိုက်ပါပြီဒီစီရန်လေးကတော့အသားလောက်ကော်လာဂျင်စီရန်လေးပါရှင်မျက်နှာပေါ်မှာတင်းတိတ်သမားမှဲ့ကြောက်သမားတင်းတိတ်တွေမှဲ့ကြောက်တွေရှိရဆိုလို့ရှင်ဒီဟာလေးကိုမနှက်ညတည်တည်ချာချာလေးသုံးပေးပါရှင်ကော်လာဂျင်စီရန်ဖြစ်တဲ့အတွက်ပြီးတော့တင်းတိတ်နဲ့မှဲ့ကြောက်ကိုလည်းတက်တာစီတယ်လို့အရေးအကြောင်းတွေဆိုလို့ရှင်လဲရှယ်ကိုတက်တာစီပါတယ်နော်ရှယ်တက်တာစီရဲနောက်တစ်ခါကျတော့အသားရည်ကိုကြည်လင်စီရဲမနှက်တစ်ချိန်ညတစ်ချိန်သူချာလေးသာစိတ်ရှိရှင်နဲ့သုံးပေးမယ်ဆိုလို့ရှင်အသားရည်ကိုကြည်ကြည်ပြောင်ပြောင်လေးဖြစ်စေခြင်းမှာဖြစ်ပါရဲ့ရှင်ဖြစ်စေခြင်းမှာရှင်အောင်ဖြစ်ကုန်စကားလေးမှာဖြစ်ပါရဲ့ရှင်ဒီဟာလေးကိုသုံးပေးနော်အသားရည်ကြည်မယ်ပြီးရင်တင်းတိတ်အမဲဆက်တွေတက်တာမယ်နေလောင်ကောတွေထားပြီးတော့အသားရည်မညီတာရေဆိုလို့ရှင်ရှယ်ကိုတက်တာစီပါရဲ့ရှင်တင်းတိတ်နဲ့မှဲ့ကြောက်သမားကြီးဘာသုံးရမလဲမေးနေတဲ့သူတွေဒီကော်လာဂျင်စီရန်လေးကိုမနှက်ညသုံးပေးပါတင်းတိတ်နဲ့မှဲ့ကြောက်နေတော့အရှင်းလုံးဝမပြောက်ပါဘူးเนาะတင်းတိတ်ကအရန်ကိုကူကခတ်တယ်ဘယ်လိုမျိုးလူတွေသုံးလို့ရရဲဆိုတော့မဖြစ်ခင်လူတွေကလည်းကြိုတင်ကာကွယ်တဲ့အနေနဲ့သုံးလို့ရတယ်လို့ဖြစ်ပြီးသားလူတွေကလည်းဒီချက်ပို့ပြီးတော့မပွားအောင်တင်းတိတ်ကြီးတွေပို့ပြီးကျဲပြတ်မလာအောင်လို့သုံးပေးလို့ရပါတယ်ရှင်ဒါလေးကကော်လာဂျင်စီရန်လေးပါအေးလေးနဲ့လိမ့်လိုက်တဲ့အခါမှာလည်းအနက်လေးကမှုေးပြီးတော့အသားရည်ကိုတင်းတင်းကြီးလေးနဲ့ကြီးကြီးဆူဆူလေးဖြစ်စေပါရဲ့ရှင်အသားလာကော်လာဂျင်စီရန်လေးပါเนาะကျေးဇူးအများကြီးတင်ပါတယ်မမရေဖီမီယာကျူဘလက်မိတ်ကပ်ရတော့သုံးတဲ့သူတိုင်းလေတကယ်ကိုကြိုက်ကြတာတိလားတနက်ခါနဲ့လည်းတွဲပြီးသုံးလို့ရဖြစ်တဲ့အတွက်အရန်စင်ပြေတယ်ជីပြောင်ပြောင်လေးနဲ့တနေ့ကုန်လှရဲရေဆိုချွတ်ဆိုလို့လည်းမိတ်ကပ်သားပြတ်တာရွှေ့တာကွက်တာလုံးဝမရှိဘူးနောက်တစ်ခုသူကကြတော့ရေဆိုလေးလှလေးချွတ်ထွက်လေးလှလေးအဲ့လိုမျိုးတော့ပြောလို့ရရဲချွတ်ထွက်လေးလှလေးမိတ်ကပ်ဆိုတာဒီမိတ်ကပ်ကိုပြောတယ်မှာမိတ်ကပ်သားလေးကိုစမ်းပြမယ်နော်ဒီမှာအများကြီးလည်းလိမ့်စရာမလိုဘူးဒီမိတ်ကပ်လေးကဒါဆိုလို့ရှိရင်နံပါတ်1လေးဒီမှာကြည့်နံပါတ်1လေးကတော့တနက်ခါဘက်ကိုပို့ပြီးတော့သွားတယ်အဝါပို့ဖောက်တယ်ပေါ့နော်တကယ်မိတ်ကပ်သားကတော့လေတကယ်ကိုကောင်းတာပြီးတော့နောက်တစ်ခုသူ့ရဲ့အားသာချက်ကလေပေါင်တာလုံးဝထက်ရိုက်စရာမလိုဘူးပေါင်တာလုံးဝထက်မြိုက်ဖ ೇನೆ ជីပြောင်ပြောင်ဝင်းဝင်းလေးနဲ့အရန်လှတယ်ကျွေးထွက်လေးလှလေးပါပဲဆိုမယုံမရှိနဲ့တကယ်အရန်လှတယ်ဒီမှာကြည့်လိုက်မိတ်ကပ်သားမကြည့်ဝင်းပြောင်တာပဲမိတ်ကပ်သားကိုကြည့်လိုက်အရန်လှတာလို့ဒီမှာမိတ်ကပ်မလိမ့်ထားရဲ့လက်နဲ့မိတ်ကပ်လိမ့်ထားရဲ့လက်ကိုလည်းကြည့်ပါဦးတကယ်ကိုတခြားစီပဲဒီမှာကြည့်အရန်လှတာမိတ်ကပ်သားကတော့ဘာလှတယ်လဲမမေးနဲ့ဒီမှာကြည့်